ဟုတ်ပြီကျွန်တော်အနေနဲ့ပြောခဲ့တယ်ဒီဘယ်လိုပြောရမလဲကျွန်တော်ဒီ test တွေကိုအသုံးပြုပြီးတော့ဗောနော်ဒီ test လေးတစ်ခုတော့လုပ်ကြည့်မယ်ပြောတယ် test လေးတစ်ခုတော့လုပ်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီဘယ်အပိုင်းကိုဘယ် test တွေကိုအသုံးပြုရမလဲဆိုတာသိစေချင်လို့ဗောနော်ဒီကျွန်တော်လည်းတခုလိုက်စမ်းကြည့်မယ်နော်ဒါကကျွန်တော်ဒီ create လုပ်တာတဲ့ပိုင်းလေးဖြစ်တယ်ဗောနော်ဒီပိုင်းလေးကျွန်တော်ဘာတွေရေးမလဲဆိုတာတစ်ချက်ကြည့်လိုက်မယ်နော်ဆိုတော့ဟုတ်ပြီစလိုက်အောင်ဆိုတော့စလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာဘာတွေ့လဲဆိုတော့ဒါကျွန်တော်စောက်တာတဲ့ file index.html ကျွန်တော်ပြောရဲကျွန်တော်ဒီ index.html ဆိုတာသူကျွန်တော်စောက်လိုက်တဲ့ file နာမည်ကျွန်တော် title ပြောင်းနေတယ်ဆိုရင်ကျွန်တော် title ထဲမှာထည့်ရေးပေးတာပြောတယ်ဒီ test မှာကြည့်လိုက်ရင်ကျွန်တော်ဒီမှာ html layout test ဆိုပြီးတော့ပေါ်ဒါဆိုကျွန်တော်ဒီ title နဲ့ခေါင်းစဉ်ပြောင်းလာတာပေါ့နော်ပြီးကြတော့ဘာရှိမလဲဆိုတော့ဒီ website header ရှင်းရင်ကျွန်တော် heading နဲ့ရေးရမှာ h1 to h6 တိုက်ရနေရေးမှာကြီးရဖြစ်တဲ့အတွက်ကျွန်တော် h1 or h2 နောက်နဲ့တော့ရေးရမှာထင်တယ်ဆိုတော့ဟုတ်ပြီနောက်တစ်ခုဒီမှာကျွန်တော်ပြောခဲ့တဲ့ဒီမှာ link တွေရောက်သွားမှာเนาะဆိုတော့ဒါ link တွေရေးရတာပြီးတော့ဒီအရှိမလည်းဒီ bullet လေးပါတယ်ပေါ့เนาะဆိုတော့ဘယ်လိုရေးရမလဲဆိုတော့ကျွန်တော်ပြောခဲ့တယ် bullet လေးကိုဘာနဲ့ရေးလို့ဆိုတော့ URL align နဲ့ရေးတယ်ပြီးတော့ link တွေပါတဲ့အတွက်ကျွန်တော်ဒီ align ထဲမှာ home about service content ဆိုပြီးရေးလို့မရတော့ဘူး align ထဲမှာကျွန်တော် a တက်အဖွင့်ပေးနေဒီ home about service content ကိုထည့်ရေးရတာဖြစ်တယ်ဆိုတော့ဟုတ်ပြီနောက်တစ်ခုကကျတော့ဒီ main section ပေါ့เนาะပြောပြောဒါ header ကြီးတစ်ခုလုံးဒီ header မှာကျွန်တော်ဒီဟာကို nav လို့ခေါ်တာပေါ့နော်ဒီ link တွေဖြစ်တဲ့အတွက် link တွေအတွက် home about content ဆိုတာဒီအမှန်ဆိုရင်ကျွန်တော်ဒီ CSS သုံးပြီးလိုက်တဲ့ဆိုရင်ဒီ header ကြီးတစ်ခုလုံးခေါင်းစဉ်မှာပေါ်အောင်ပါပေါ့နော်ဒီ flash ပြမှာပေါ့နော်အဲ့လိုမျိုးပြမှာအဲ့တော့ nav နဲ့ရေးရနောက်တစ်ခုက main section ကျွန်တော် content ပိုင်းရောက်သွားပြီ main section ဖြစ်တဲ့အတွက်ကျွန်တော် main section မှာဘာတွေရှိမလဲတစ်ချက်ကြည့်လိုက်မယ်နော်ကျွန်တော် main section မှာဘာတွေရှိမလဲဆိုတော့ကျွန်တော်ဒီ article 1ရှိမယ်2ရှိမယ် article 1 2ဆိုတာရှင်းတယ်ကျွန်တော်ဒီ article 1ဆိုရကျွန်တော် article နဲ့ရေးရမှာarticle 2ဆိုတော့ article နဲ့ရေးမယ်ပြီးတော့နောက်တစ်ခုက site bar ရှိမယ် site bar ဆိုရဲကျွန်တော်ဒီ site bar ဖွင့်ပိတ်တက်နေရေးရမှာပေါ့နော်ဒါရှင်းတယ်ဆိုတော့နောက်တစ်ခုက website footer ပေါ့နော် website footer ဆိုရဲရှင်းတယ် sorry ကျွန်တော်တို့ဒီ site ဟိုအ site တက်တယ်ပေါ့နော် site တက်နေကျွန်တော်ရေးပြရဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒီမှာရေးပြရ website footer ဒီ2025ပေါ့နော်ဆိုတော့ရှင်းတယ်ကျွန်တော်ဗာနဲ့ရေးမလို့ဆိုတော့ကျွန်တော်ဒီ footer တက်နေတုံးပြပြီးရေးရဖြစ်တယ်เนาะဆိုတော့ဒီကျွန်တော်တို့ဒီ layout လေးကိုလိုက်ပြီးတော့ဖန်တီးကြည့်မယ်เนาะဆိုတော့ကျွန်တော်ရဲ့ code ကိုတွားလိုက်အောင်ကျွန်တော် code ဒီမှာဆိုတော့ပထမဆုံးမြင်ရကျွန်တော်ဒီမှာ index.html layout test ဆိုတော့ဟုတ်ပြီကျွန်တော်ဒီ index.html ကိုကျွန်တော် html layout test ဆိုပြီးပြောင်းကျွန်တော်ဗာနဲ့ပြောင်းမလဲကျွန်တော်ပြပြခဲ့တယ်ကျွန်တော်ဒီဟာဆိုတာကျွန်တော်ဒီ website တစ်ခုလို title ဖြစ်တယ်ကျွန်တော် website 2ရဲ့ title ဖြစ်တဲ့အတွက်ကျွန်တော် header ထဲမှာတွားပြီးတော့ဒီ title အဖွင့်ပိတ်နေရေးပြရတယ်ပေါ့နော်ဆိုတော့ html layout test ဆိုတော့ f5 နဲ့ refresh ပြီးတွန်းလိုက်မယ်နော်ဆိုတော့ဟုတ်ပြီကျွန်တော် HTML layout test လေးရပြီဆိုတော့နောက်ပါရှိမှာကျွန်တော်ဆက်ကြည့်မယ် website header ဆိုရဲရှင်းနေကျွန်တော်တို့ဘာနဲ့ရေးရမလဲဆိုတော့ကျွန်တော်ဒီ header တက်အဖွင့်ပိတ်နေရေးရမှာနော်ဆိုတော့ကျွန်တော်ဒီ header တက်အဖွင့်ပိတ်နေတဲ့မှာဘာရှိမလဲဆိုတော့ဒီ website header ဆိုတဲ့ခေါင်းစဉ်ရှိမယ်နော် website header ဆိုတဲ့ခေါင်းစဉ်ဟုတ်ပြီကျွန်တော် header ခေါင်းစဉ် title ဖြစ်တဲ့အတွက်ကျွန်တော်ဒီ h1 to h6 ပေါ့နော်ကျွန်တော်ဒီ h1 နဲ့ရေးကြည့်လိုက်မယ်နော် website header run မယ်ဟုတ်ပြီအဲဆိုရင်သူပုံစံတိုင်းလေးရပြီနော်နောက်တစ်ခုကဘာရှိမလဲကျွန်တော်ဒီ link တွေကိုပြောရတယ်ကျွန်တော်ဒီ link တွေဆိုတော့ကျွန်တော် header မှာပဲပါတာဒီ nav နဲ့ရေးပြရပါတော့ဒီ header အဖွင့်ပိတ်တက်တယ်မှာပဲကျွန်တော်နောက်တစ်ချောင်းဆင်းပြီးတော့ nav ဆိုပြီးတော့ link တွေရေးမယ် link တွေမှာကျွန်တော်ခုနပြောခဲ့တဲ့ဒီ bullet လေးပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ URL align ပေါ့နော်ကျွန်တော်ရောပဲပြောလိုက်တော့မယ်မိမှာဆိုတော့ကျွန်တော်ဒီ OL သုံးရင် align သုံးမိရတယ် URL သုံးရင် align သုံးမိရတယ်ဆိုတော့ URL align ရှိမယ် OL align ရှိမယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော် URL align ကိုသုံးမယ် URL အဖွင့်ပိတ်ထဲမှာကျွန်တော်ဒီ align သုံးပြီးရေးရမှာဟုတ်တယ်ကျွန်တော် align သုံးပြီးရေးလိုက်ပြီ align သုံးပြီးရေးလိုက်တဲ့အခါကျရင်ကျွန်တော် home ဆိုပြီးရေးလိုက်မယ်နော်ဒီဘက်ဆိုလိုက်မယ်ကျွန်တော်နှိပ်လို့မရဘူး link ဆိုရင်ကျွန်တော်ရှင်းတယ်ဒီမှာကျွန်တော်အပြအောင်လေးဖြစ်နေမယ်ပြီးတော့အောက်မှာဒီ underline လေးပါတာပေါ့နော်ဆိုတော့ link ဖြစ်တဲ့အတွက်ကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်ဗာနဲ့ရေးမယ် a နဲ့ရေးမယ်ပေါ့နော်ဟုတ်ဒါဆိုရပြီကျွန်တော်ဒီ HREF ထဲမှာ link ထည့်လိုက်တယ်ဆိုရင်ကျွန်တော်ဒီ home နဲ့ link ကိုထည့်လိုက်တဲ့ခါကျကျွန်တော် home ကိုနှိပ်လိုက်တာနဲ့ home ကိုရောက်သွားပြီเนาะဒါက link မထည့်အောင်မှာကျွန်တော်ပုံလေးပြလိုက်မယ်เนาะ example ပြလိုက်မယ် example ဆိုတော့ဒီမှာ hashtag ကိုထည့်လာတဲ့ခါကျရင် home ကိုနှိပ်လိုက်တယ်ဒီမှာ hashtag ဆိုပြီးပေါ်လာဒါကျွန်တော်တို့သွားမယ် drive ပတ်ပေါ့เนาะ link လမ်းကြောင်းဖြစ်တယ်ပေါ့เนาะဆိုတော့ copy paste ဆွဲလိုက်တော့မယ်เนาะ copy paste ဆွဲလိုက်တော့မယ်
နောက်ရှိမယ် about ရဲ့စာပေ content ရှိမယ်နော် about ရှိမယ်စာပေရှိမယ် connection တော့ control S ရှိမယ် F5 နဲ့ RAM ဒါဆိုတော့ပြီဒါသူ့ပုံစံတိုင်းလေးပဲရလာပြီနော်ဆိုတော့ပြီနောက်တစ်ခုက main section ဆိုပြီးတော့ကျွန်တော်ပြောတာတယ်ဟုတ်ပြီဒါပြောချင်တာကျွန်တော်ဒီ header ပြီးမှရင်နောက်လာမယ့်ပိုင်းနဲ့ကျွန်တော်ပြောခဲ့တယ် content ကြီးတစ်ခုလုံးလာမှာအဲ့ content ကြီးတစ်ခုလုံးမှာကျွန်တော်က page ကတစ်ခုလေးရှိမှာမဟုတ်အများနဲ့နှစ်ခုသုံးခုရှိနေတစ်ခုတက်ပို့ပြီးရှိနေမှာပေါ့နော်ပြောချင်တာဆိုတော့ကျွန်တော်တော့ဗာနဲ့ရေးမလဲဆိုကျွန်တော် section ဆိုတဲ့ဟာနဲ့ရေးမယ်နော်ဒါဆို header ပြီးသွားပြီဖြစ်တဲ့အတွက် header အောက်တစ်ချောင်းဆင်းလိုက်မယ် section ပေါ့နော်ဟုတ်ပြီကျွန်တော် section နဲ့ဘာကြီးပါမလဲကြည့်လိုက်မယ်ပထမတစ်ခုက article 1 this is the first article ဖြစ်တဲ့အတွက် section နဲ့ပါမယ်ကျွန်တော် section ထဲမှာကျွန်တော်အကြောင်းအရာကြီးနှစ်ခုသုံးခုတော့ရှိမယ်အားကြောင့်ကျွန်တော်ဒီ article လေးနဲ့ရေးမယ်နော်ဟုတ်ပြီ article မှာကျွန်တော်ဒီပထမဆုံးဟာလေးကိုဒီခေါင်းစဉ်ပုံစံလေးပေါ့နော် article 1ဆိုရဒီမှာဘိုးလေးဖြစ်နေရပေါ့နော်ဒါကျွန်တော်ဒီ CSS မသုံးတော့ဖြစ်တဲ့အတွက်ကျွန်တော်ဒါ H1 to H6 နဲ့ပဲရေးရတယ်ကျွန်တော်ဒီ H4 တော့သုံးပြကြမယ်နော်ဒီ article 1 run လိုက်sorry ကျွန်တော် main section ကြံခဲ့ရနော် main section ဆိုတာတော့ဒီ article အပေါ်မှာရှိရပါတော့တော့ဒီ ကျွန်တော် H1 to H6 တစ်ခုခုနဲ့ရေးပြရမယ်ကျွန်တော် H5 လောက်ပဲသုံးလိုက်မယ်နော် main section sorry H2 ပေါ့နော်ဟုတ်ပြီကျွန်တော်မှာဆိုတော့သူ့တိုင်းလေးရပြီနော်ကျွန်တော်ဒီ article ကနည်းနည်းလေးကြီးနေတယ်နော် article နည်းနည်းလေးကြီးရင်ဆိုတော့ H3 လောက်အသုံးပြုလိုက်မယ်ဒါပေမဲ့ကဏ္ဍသေးရကျွန်တော်ကဒီ font size အကြီးရဖြစ်တဲ့အတွက်ကျွန်တော် H3 လောက်အသုံးပြုလိုက်မယ်ဆိုတော့ဟုတ်ပြီသူ့တိုင်းလေးရပြီနော် article 1ရပြီနောက်တစ်ခုကကျွန်တော် this is the first article ဒါကကျွန်တော်ဘာကိုပြောချင်တာဆိုတော့ဒီအကြောင်းအရာတစ်ခုမှာပါတယ်ကျွန်တော် paragraph ကိုပြောချင်တာ paragraph ကိုပြောချင်တာစာကြောင်းဖြစ်တယ်ပေါ့နော်ပြောချင်တာစာကြောင်းဖြစ်တဲ့အတွက်ကျွန်တော်ရှင်းတယ် paragraph ဖြစ်တဲ့အတွက်ကျွန်တော် P နဲ့ P တက်နဲ့အသုံးပြုပြီးရေးပြရတာပေါ့နော် this is the first article ပေါ့နော်ကျွန်တော်ဒီလိုရေးလိုက်မယ်နော်ဒါဆိုရင်မှာဒီထိကျွန်တော်တူတူပဲဟုတ်ပြီနောက်တစ်ခုကကျွန်တော် article 2 this the second article ဆိုတော့ရှင်းနေကျွန်တော် article နောက်တစ်ခုရောက်သွားပြီနောက်တစ်ခုရောက်သွားဖြစ်တဲ့ article နောက်တက်တစ်ခုထပ်ခေါ်မယ်နော်နောက်တက်တစ်ခုနဲ့ကျွန်တော်ဒီခေါင်းစဉ်ပါမယ်ခေါင်းစဉ်ဆိုတာ article 2ပြီးကြရင်ကျွန်တော် P10 နဲ့ this is the second article ပေါ့နော်ဒါကို control S စီ run ကြည့်လိုက်မယ် sorry ဒါဆိုသူ့အတိုင်းရပြီနော်ဆိုတော့ဒီ article ဒီအခုနကျွန်တော်ဒီက syntax တွေလို့ syntax ဆိုတာကျွန်တော်ဒီ HTML နဲ့ကျွန်တော်ဒီတိတာတက်လေးနဲ့ပဲအသုံးပြုပြီးတော့နော်တက်တွေနဲ့အသုံးပြုလို့ဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်ဒီ bed တက်ကိုအသုံးပြုရတယ်ဒီနောက်ပိုင်းကျရင်လုံးဝအရေးကြီးရပေါ့နော် main တက်တွေထပ်လာအောင်ပေါ့နော် main တက်တွေဆိုတာကျွန်တော်မဖြစ်မနေသုံးရအောင်တက်တွေပေါ့နော်ဒါဒီတက်တွေတော့တိထားတင်တယ်ဥပမာကျွန်တော်ဒီခုနပြောခဲ့တယ်ကျွန်တော်ဆွဲလိုက်တဲ့ document ကိုလွယ်ကူစွာကြည့်လို့ရတယ် header ဆို header နဲ့ရေးရတယ် footer ဆို footer နဲ့ရေးရတယ်ဒီ article ဆိုလည်း article နဲ့ section ဆိုလည်း section တက်နဲ့အဲ့လိုမျိုးပေါ့နော်နောက်ပြီးနောက်တစ်ခုကကျတော့ site bar ကိုကျတော့ကျွန်တော်ဒီပြောခဲ့တယ်တိကျ content တွေပေါ့နော်တိကျ content တွေဆိုတော့ဘာနဲ့ရေးမလဲကျွန်တော်ဒီ aside နဲ့ရေးပါပေါ့နော် aside မှာ this and aside section နဲ့ this and aside section ဆိုတော့ section ထဲမှာ and asideဟုတ်ပြီသူက section ထဲမှာတော့ပါတယ်ဒါပေမဲ့တော့ဘယ်လိုလဲဆိုတော့ဒီ article နဲ့မဟုတ်တော့ article ဆိုတော့ section ထဲမှာအကြောင်းအရာတွေထွက်ခွဲတာဒါဒီမထားပါအကြောင်းအရာတစ်ခုမှာသူက article ဆိုတာနှစ်ပိုင်းပြန်ခွဲတာပေါ့ဒီ site ပါတော့သူလည်းမဆိုင်ဘူးတတ်ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော် assign နေရေးလိုက်ဖြစ်တယ်နောက်တစ်ခုကမှာ assign ဆိုတာတော့ title လေးပါမယ် title ဆိုတော့ကျွန်တော်ဒီ H3 နဲ့ H2 နောက်လည်းရေးလိုက်မယ်နော်ကြီးအောင်လို့ site ပါဟုတ်ပြီဒါဆိုရင်မှသူ့အတိုင်းလေးရတယ်နောက်တစ်ခုကမှရှင်းတယ် website footer 2025ပေါ့နော်ဒီအလဲဟာလေးတော့ပယ်လိုက်ပေါ့နော်ရင်မြည်ကြည့်ဆိုတော့ website footer 2025ကိုထားပါ website footer 2025ဆိုကျွန်တော်ဗာနဲ့ရေးမလဲ footer ဖြစ်တဲ့အတွက်ကျွန်တော်ပြီးသွားပြီလေကျွန်တော်ဒီမှာ header ရှိမယ်
NAV link နေရှိမယ်ဒီကျွန်တော်တို့ content section နေရှိမယ် section ထဲမှာပါကျွန်တော်ဒီ content ကဒီ content ဒီကြတစ်ခုခွဲရတယ် article 1 2ရှိမယ် article နဲ့ရေးလိုက်တယ် cyber တခြား content တွေပါမယ်ကျွန်တော် cyber နဲ့ရေးရဲ aside နဲ့ရေးရတယ် aside တက်နဲ့ရေးရတယ်နောက်ပြီးတော့ footer နဲ့ရေးမယ်ဟုတ်ပြီနော် section ပြင်မဲ့ရောက်သွားပြီ footer နဲ့ရေးလိုက်မယ်ဟုတ်ပြီနော် website footer 2025ကျွန်တော်ဟုတ်ပြီကျွန်တော်ဒါလေးရသွားပြီဟုတ်ပြီဒီမှာတစ်ခုသတိထားမိလားတစ်ခုသတိထားမိလားဆိုတော့ကျွန်တော်ဒီ data aside section ပြီးတဲ့အခါမှာကျွန်တော်အောက်ကိုချားပါပြီးတော့မှကျွန်တော်ကဒီ website footer N2025ဆိုပြီးရောက်သွားဒါကဘာလို့အသုံးပြုကြဆိုတော့ကျွန်တော်ထားပါတော့ဒီရာကိုကျွန်တော်1နဲ့ရေးလိုက်မယ်နော်ဒီရာပြီးရင်ကျွန်တော်ဒီနောက်တစ်ကြောင်းချားပြီးတော့ကျွန်တော်ပြောခဲ့တဲ့ဒီ BR အတက်ပေါ့နော်ဒီရာအသုံးပြုရေးလိုက်အဲ့ဆိုရင်ကျွန်တော်နောက်တစ်ကြောင်းချားပါပြီအမှန်တော့ဒါဆိုရင်တွေးမှာပေါ့ဒါဆိုရင်တွေးမှာပေါ့ဆိုတာကကျွန်တော်ဒီအပေါ်မှာအသုံးပြုခဲ့တယ်ဒါပေမဲ့အပေါ်မှာ BR မသုံးတော့ဘာလို့ဒီကြောင်းကိုချားသွားတယ်ပေါ့နော်ဒါကဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီ paragraph ဖြစ်တယ်ကျွန်တော် P ကြောင့်ရေးတာကျွန်တော်ဒီမှာ BR ဆိုတာကျွန်တော်ဒီ BR လည်းသုံးလို့ရတယ်ဆိုတော့ကျွန်တော်အစမ်းထည့်ပြတာเนาะအစမ်းမထည့်ဘဲနဲ့ဒီမှာတော့ကျွန်တော်ဒီ P တက်နဲ့ပဲရေးလိုက်မယ်เนาะဟုတ်ပြီဒါဆိုဒီမှာကျွန်တော်ဒီ BR မသုံးဘဲနဲ့အော်ကြောင်းရောက်ပါတယ်ကျွန်တော်ဒီမှာတိထားရမှာပါကျွန်တော်ဒီ website တွေဆွဲတဲ့အခါကျရင်လည်းကျွန်တော်ဒီစာကြောင်းတစ်ခုပြီးရင်နောက်တစ်ကြောင်းချဝခြင်းနဲ့ BR လည်းမသုံးချင်ဘူးဆိုရင် BR တော့တိတ်မသုံးစေချင်ဘူးမသုံးစေချင်တဲ့အတွက်ကျွန်တော်ဒီ P နဲ့ရေးလိုက်တဲ့အခါကျရင်စလုံးကနောက်တစ်ကြောင်းချဝအောင်เนาะဆိုတော့ဟုတ်ပြီတစ်ခါကျရင်ကျွန်တော်ကဒီစလုံးတွေကိုကတ်စီချင်တာကျွန်တော်ဒီ P တက်နဲ့အသုံးပြုပြီးရေးရတယ်ဆိုရင်စလုံးတွေကတော့ကတ်မှာမဟုတ်ဘူးဒီလိုမျိုးတစ်ချောင်းချနေအောင်เนาะဆိုတော့နောက်တက် link အသုံးပြုရမယ်ဆိုတော့နောက်ပိုင်းမှာကျွန်တော်ဒီနောက်ထပ်အသုံးပြုပြီးတော့အရေးကြီးတဲ့တက်လေးရောထပ်ပြောပြရမယ်เนาะဆိုတော့ဒီနေ့တော့ဒီလောက်ပဲเนาะနောက်မှထပ်တွေ့ရအောင်